ဒီ comment လေးအရင် appreciate လုပ်ပါတယ်လို့ဒီ language နဲ့ပတ်သက်ပြီးတော့တော်တော်များများအထင်မှားကြတာကအဲ့လိုအချင်းတို့အတွင်းဖြတ်လန်းလို့လိုချင်ကြတာများတယ်ပေါ့နော်ဒါကတော့လူတိုင်းအဲ့လိုဖြစ်နိုင်တာပဲလေတင်ပါမြင်မြင်တက်ချင်တာပေါ့နော်ဒါပေမဲ့တကယ် pass ကတကယ် fluent ဖြစ်တဲ့အထိဆိုရင်ကအဲ့လိုကိုယ့်အတွက်ကတော့ကြာခဲ့တယ်တခြားလူတွေတော်တော်မပြောတတ်ဘူးပေါ့နော်ဒါလူပေါ်လိုက်မှုတည်မယ်ထင်တယ်အချိန်နေနဲ့အကြောင်းအရာတွေအကုန်လုံး circumstance တွေအများကြီးပေါ်မှုတည်ရလို့ထင်တယ်အဲ့ဒါကိုဒီ comment ပိုင်ရှင်ကအဲ့လိုနားသူလည်းနားလေလို့ထင်တယ်ပေါ့နော်ဒီအခုထိမှတ်မိနေတယ်ဒီလိုမျိုး motivation ဆိုတာကလေ motivation ကအရေးတော့ကြီးရယ် language လေ့လာတဲ့အခါမှာလေဒါပေမဲ့ motivation တစ်မျိုးနဲ့တော့လည်းမရဘူးတိလားအဓိကနောက်တစ်ခုခေပြောချင်တာကလို့ consistency တော်တော်အရေးကြီးရလို့ထင်တယ်ရင်းရှည်လောက်တာပေါ့နော်ဥမာတွေ့ကြုံရပြောမယ်ဆိုရင်အဲ့လို basic beginner level လောက်မှာ language တစ်ခုကိုလုပ်ပြီးတော့ရပ်သွားတယ်ဆိုရင်မိသွားရောအဲ့လိုပြန်ပြီးတော့ရဖို့ကခက်ခဲတယ်ပေါ့နော်ဒါပေမဲ့ intermediate level လောက်မှာရပ်လိုက်တယ်ဆိုရင်ကကိုကမမေ့တော့ဘူးပေါ့နော်အဲ့တော့ဒီ comment လေးရေးသွားတာကိုကျေးဇူးတင်ပါတယ်လို့ဖြတ်လန်းရလို့တော့ရှိရလို့တော့မထင်ပါဘူးအဲ့ဒါကိုဒီရေးသွားတဲ့လူလည်းနားလည်လို့ထင်တယ်ပေါ့နော်